ကဘာပေါ်မှာလူတွေသိမ့်မရောက်ဘူးသေးပဲစွန့်စားရဲတဲ့ခရီးသွားတွေသာသွားလာဘူးတဲ့ကဘာလူသူအယောက်ပေါက်အ ਨੇ ဆုံးနဲ့အထူးရှားဆုံးကမ်းခြေ15ခုကိုတင်ဆက်ပေးပါမယ်ရှင်ဟိုနိုဘူချိုင်ဝမ်ကမ်းခြေခါဝါရီပြည်နယ်အမေရိကန်နိုင်ငံမှာရှိတဲ့ဒန်နာယီဆန်နဲ့နာပါလီကမ်းရိုးတန်းမှာရှိပြီးဒီကမ်းခြေကိုလှေရောလေယာဉ်နဲ့ရောဝင်ခွင့်မပေးပါဘူးဘေဂျင်းကကမ်းခြေကနေရေကိုက်400ခန့်ကုခတ်မှသာရောက်ရှိနိုင်တဲ့ကမ်းခြေဖြစ်ပါတယ်နံပါတ်14လာလာရီယာကမ်းခြေဂရီနိုင်ငံတွေကကမ်းခြေတစ်ခုဖြစ်ပြီးကုန်းလန်းကလုံးဝသွားမရပဲရာသီဥတုတာယာမှသာလှေနဲ့သွားနိုင်တဲ့ကမ်းခြေတစ်ခုပါလုံးဝိုင်းပြီးဖြူဖွေးတဲ့ကြောက်စတိတ်ခဲလေးတွေကဒီကမ်းခြေရဲ့အမှတ်အသားဖြစ်ပြီးတဘာဝကြောက်လေကားတဲ့အောက်ကဖြတ်သွားရတဲ့ခန်းစားချက်ကတော့လာလာရီယာကမ်းခြေရဲ့အမခန်းတွေကတစ်ခုဖြစ်ပါတယ်နံပါတ်73ပါရီရီယာပင်လယ်အော်ကမ်းခြေဒီကမ်းခြေကိုရောက်ဖို့အတွက်မတ်ဆောက်တဲ့တောင်ကုန်းလေးခုကိုဖြတ်ကျော်ပြီး2 နာရီခွဲကြာတောတွင်လမ်းလျှောက်ရပါတယ်ဒီတီးတန့်ကမ်းရိုးတန်းဟာရှားပါတဲ့လေသာဘတ်လိတ်တွေဥဥတဲ့နေရာဖြစ်ပြီးကက်သရီကအဲ့လို့ခေါ်တဲ့တဘာဝကြောက်တကားကိုလည်းဒီကမ်းခြေမှာတွေ့ရနိုင်ပါတယ်နံပါတ်7 White Haven ကမ်းခြေဩစတြေးလျနိုင်ငံဝစ်ဆန်ဒီကျွန်းမှာရှိပြီးပင်လယ်သို့မဟုတ်လေကြောင်းနဲ့သာသွားလာလို့ရပါတယ်ကမ်းခြေတစ်ခုလုံးရဲ့68%စစ်ကစီလီကာသဲတွေနဲ့ပဲဖွဲ့စည်းထားတာကြောင့်နင်းရတာနူးညံ့ပြီးနေပူထဲမှာတော့အပူမဆုတ်တာကဒီကမ်းခြေရဲ့ထူးခြားချက်ဖြစ်ပါတယ်နံပါတ်7ပန်းရောင်သဲကမ်းခြေကိုမိုတိုကျွန်းအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ကမ္ဘာပေါ်မှာရှားပါတဲ့ပန်းရောင်သဲကမ်းခြေ9ခုတည်းကတစ်ခုဖြစ်ပြီးကိုမိုတိုနဂါးတွေကျက်စားတဲ့နေရာလေးဖြစ်ပါတယ်ဒါကြောင့်သွားရောက်မယ်ဆိုရင်လှေနဲ့သွားရုံသာမကသက်ဆိုင်ရာလမ်းညွှန်တွေနဲ့အတူတူသွားရောက်ဖို့လည်းလိုအပ်ပါတယ်နံပါတ်10မက်နပ်ကျွန်းကနေဒါနိုင်ငံမှာရှိပြီး1930ပြည့်နှစ်တွေကတည်းကစွန့်ပစ်ခဲ့တဲ့တရေမြို့ကျွန်းတစ်ခုဖြစ်ပါတယ်ပုတ်ကလီကလှေနဲ့သာသွားရောက်နိုင်ပြီးကျွန်းပေါ်မှာတော့စွန့်ပစ်ထားတဲ့စစ်တပ်ခန်းတပ်အဟောင်းတွေရှေးဟောင်းအပျက်စီးတွေပဲကျန်ရစ်နေတဲ့တမိုင်းမှတ်တိုင်တွေပဲရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်နံပါတ်9အာဆူလာကျွန်းဖိလစ်ပိုင်နိုင်ငံမှာရှိပြီးရှားပါးခိုမျိုးစိတ်တွေကိုကာကွယ်ဖို့အတွက်အစိုးရကအပြင်းအထန်ကာကွယ်ထားတဲ့ဘေးမဲ့တော့ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်တဘာဝပတ်ဝန်းကျင်ခွင့်ပြုမိတ်အခက်ခဲများစွာကိုဖြတ်ကျော်ပြီးမှသာသွားခွင့်ရတဲ့နေရာဖြစ်ပြီးဧည့်သည်တွေကိုကန့်သတ်ထားတဲ့ကျွန်းတစ်ကျွန်းပဲဖြစ်တယ်နံပါတ်8လက်အစ်ဆက်စီရဲ့စပိန်နိုင်ငံမှာရှိပြီးထိမ့်သိမ်းဆောက်ရှောက်မှုကိုအလွန်မင်းဦးစားပေးတဲ့ကျွန်းစုတစ်ခုဖြစ်ပါတယ်နေ့စဉ်ဝင်ရောက်နိုင်တဲ့လူဦးရေကိုကန့်သတ်ထားပြီးအွန်လိုင်းကနေတရားဝင်ခွင့်ပြုမိန့်ကိုရက်တပတ်ကြာအောင်ကြိုတင်လျှောက်ထားမှသာလှေလက်မှတ်ဝယ်ယူခွင့်ရတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်နံပါတ်9ကမ်ဘာလန်ကျွန်းအမေရိကန်နိုင်ငံမှာရှိတဲ့ဒီကျွန်းကိုတရားမရှိပဲသင်္ဘောနဲ့သာသွားလာနိုင်ပါတယ်1982ခုနှစ်ကတည်းကကာကွယ်ထားတဲ့ဒီကမ်းရိုးတန်းမှာလူတွေအစားတောရိုင်းမြင်းတွေလွတ်လပ်စွာကျက်စားနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်နံပါတ်6 Sand Peak Lake Rocky Mountain အမျိုးသားဥယျာဉ်အမေရိကန်နိုင်ငံမှာရှိပြီးတောင်တန်းတွေရဲ့အလဲပဟိုမှာရှိပေမဲ့တဲတောင်ပြင်ကမ်းရိုးတန်းနဲ့ကမ်းခြေတစ်ခုလိုခန်းစားစေရမယ့်နေရာတစ်ခုဖြစ်ပါတယ်4.5 မိုင်ခန့်ခတ်ခဲတဲ့တောင်တက်ခရီးနဲ့သာရောက်ရှိနိုင်ပြီးလောင်ပီလိုခမ်းနားတဲ့တောင်ထွတ်တွေနဲ့ဝန်းရံထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်5 Carson Beach အမေရိကန်နိုင်ငံမှာရှိပြီးအီကိုလာပြည်နယ်ပန်းခြံအတွင်းလူစုလူဝေးနဲ့ကင်းကွာတဲ့တ
တီးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ရေဖြံတွေပင်လယ်ရှင်သေးတွေဝေလာငါးတွေကျက်စားရာဘေးမဲ့တော့ဖြစ်ပြီးကမ်းလွန်ပင်လယ်ပြင်ကထာရီဘယ်တီကိုလည်းလှမ်းမြင်ရတဲ့ကမ်းခြေတစ်ခုဖြစ်ပါတယ်။နံပါတ်၄ Rainley ကမ်းခြေထိုင်းနိုင်ငံမှာရှိပြီးကုန်းမကြီးနဲ့လှေဖြင့်သာသွားရောက်နိုင်တဲ့ကျွန်းဆွယ်ပေါ်မှာရှိတဲ့ကမ်းခြေတစ်ခုဖြစ်ပါတယ်။ဖရာနန်ကမ်းခြေကိုလှပတဲ့မြင်ကွင်းတွေနဲ့နူးညံ့တဲ့တဲတောင်ပြင်တွေရှိပြီးကမ္ဘာကျော်ကြောက်တောင်တက်ရှင်အတွက်အလွန်ထင်ရှားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Okra Cove အမေရိကန်နိုင်ငံမှာရှိပြီးဒီကျွန်းကိုတရားမရှိပဲတင်မောစီမီမှသာရောက်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ကျယ်ပြန့်တဲ့တဲတောင်ပြင်တွေရှိပြီး1918ခုနှစ်မှာနာမည်ကျော်ပင်လယ်ဓမြ Black Break တည်ဆုံခဲ့ရာနေရာအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်2 Hidden Beach မက္ကဆီကိုနိုင်ငံမှာရှိပြီးတဘာဝမီးတောင်ဝအတွင်းမှာရှိနေလို့လုံးဝဖုံးကွယ်နေပြီးအပေါ်စီးကားနေတော့မမြင်ရတဲ့ကမ်းခြေတစ်ခုဖြစ်ပါတယ်။ဒီကမ်းခြေတဲကိုဝင်ရောက်ဖို့အတွက်ရေအတက်အကျကိုရှိန်ပြီးပေ40ရှည်တဲ့ရေဥမင်လိုင်ခေါင်းကိုရေကူးပြီးဖြတ်တန်းမှသာရောက်တဲ့ကမ်းခြေဖြစ်လို့စွန်စားကမ်းကြီးတစ်ခုလိုကြုံတွေ့ရမယ့်ကမ်းခြေတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်1အလှပဆုံးကမ်းခြေကတော့နာပါချီယို Beach ဖြစ်ပြီးဂရိနိုင်ငံမှာရှိပြီးကုန်းမြေနဲ့လုံးဝပြတ်တောက်နေပြီးလှေနဲ့သာသွားရောက်နိုင်တဲ့ဒီကမ်းခြေဟာကမ္ဘာပေါ်မှာအလှဆုံးကမ်းခြေလို့တောင်လူတွေကတင်စားကြတယ်။1983ခုနှစ်ကနစ်မြုပ်နေဆဲဖြစ်တဲ့ကုန်တင်သင်္ဘောကိုယ်တဲ့ဟောင်းဟာဒီကမ်းခြေရဲ့အမှတ်အသားဖြစ်ပြီးမမမတ်မတ်တည်ရှိနေတဲ့ထုံကြောက်တောင်စွန်းတွေကဝန်းရံထားတဲ့မြင်ကွင်းဟာတကယ်ကိုအမခန်းဖြစ်စေတဲ့ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။ကြည့်ရှုနေတဲ့လူတွေအားလုံးမှာရောဒီလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ကမ်းခြေတွေမှာဘယ်ကမ်းခြေတွေကိုသွားရောက်ရှင်လဲနော်။ညီမကတော့မိန်းကလေးဆိုတော့ပန်းရောင်သဲကမ်းခြေလေးကိုပဲအရန်သွားဖူးချင်တယ်ရောက်ဖူးချင်တယ်နော်ကဲနောက်ထပ်လည်းစိတ်ဝင်စားစရာတွေထပ်ပြီးပြောပြပေးအောင်မယ်နော်